အောင်ဆောင်မှုကိုတနာမီလို့ဝင်းရံပေးနေပြီးတားဖြစ်သူနဲ့မွေးနေ့တူလို့ဝမ်းသာနေရတဲ့နိုင်ရှင်မြင့်မို့ပြည်သက်တွေအားလုံးပဲမင်္ဂလာပါရှင်စိတ်ထွန်းမြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်လိုက်ပြီးရင်မှာနိုင်ရှင်မြင့်မို့ကတော့လက်ရှိမှာဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတဲ့စက်မင်းသားအောင်ဆောင်မှုကိုချင်းစာစိမ့်နဲ့အားပေးသွားမယ်လို့ပွင့်လင်းစွာပြောကြားခဲ့ရလဲဖြစ်ပါတယ်သူမကိုယ်တိုင်ကလည်းလူတွေရဲ့အပြောအဆိုတွေကြားကရုန်းကန်ခဲ့ရသူမို့အောင်ဆောင်မှုရဲ့စူးစမ်းအားထုတ်မှုတွေကိုမြင်ရတာနဲ့တနာမိပြီးတခါလောက်တော့ညလုံးပေါင်းအိမ်ကသူတွေနဲ့ခင်မိုးဖြစ်သူကိုလက်မှတ်ဝယ်ခိုင်းတဲ့အထိဖြစ်သွားခဲ့ရလဲဖြစ်ပါတယ်။ဒါပြင်သူမရဲ့တားငယ်လေးလူနိုင်ဟာလည်းအောင်ဆောင်မှုနဲ့မွေးနေ့မွေးလာမွေးရက်တူနေတာကြောင့်ဒါဟာကံကောင်းခြင်းတွေအတူတူရရှိနိုင်မယ်နမိတ်လို့သူမကယုံကြည်ထားရလဲဖြစ်ပါတယ်။နိုင်ရှင်မြမိုးကအောင်ဆောင်မှုကိုအထူးအားပေးတဲ့ဖန်အကြီးစားတစ်ယောက်ဖြစ်တယ်လို့သူမရဲ့ပြည်သက်တွေကလည်းမွေးနေ့အတူတဲ့သူမရဲ့သားလေးကိုပါဝမ်းချစ်ဖို့တိုက်တွန်းပြောဆိုနေကြရလဲဖြစ်ပါတယ်။အနုပညာရှင်အချင်းချင်းအခုလိုအခက်အခဲတွေကြားထဲမှာဝင်းရံပေးတာဟာနှွေးထွေးတဲ့မြေကင်းတစ်ခုဖြစ်ပေမဲ့ဝေဖန်သူတွေကတော့အောင်ဆောင်မှုဘက်ကရက်တည်ပေးတဲ့သူမရဲ့လုပ်ရပေါ်စောင့်ကြည့်နေကြရလဲဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်နိုင်ရှင်မျိုးကတော့သူမရဲ့သားလေးဟာလည်းအောင်ဆောင်မှုလိုပဲကြည်လာရင်အောင်မြင်မှုတွေရရှိလာလိမ့်မယ်လို့ပြောလင်းကြပြင်းနဲ့ပြောရှင်နေရလဲဖြစ်ပါတယ်။စင်းရဲတဲ့အရန်မင်းသမီးဘဝမှာတိတ်တောင်းကျော်အိမ်ကိုဆောက်လုပ်နိုင်လာတဲ့အထိအောင်မြင်လာတဲ့နိုင်ရှင်မြင့်မို့နမဲကြီးထိတ်တန့်ရုပ်ရှင်မင်းသမီးတွေတောင်အိုးပိုင်အိမ်ပိုင်မပိုင်ဆိုင်နေတဲ့အချိန်တိတ်တောင်းကျော်တန်းတဲ့အိမ်ကိုနမဲကြီးဆောက်လုပ်ရေးကုမ္ပဏီနဲ့တည်ဆောက်နေတာကတစ်ချိန်လုံးကဇက်ပိုးဆက်ရန်တရုတ်ဆောင်နိုင်ရှင်မြင့်မို့ပါဒီလိုတည်ဆောက်နိုင်တာကလေနိုင်ရှင်မြင့်မို့ဟာအနုပညာအတိုင်းဝိုင်းမှာထိတ်တန့်မင်းသမီးကြီးတွေထက်တောင်ဝင်ငွေကောင်းနေလို့ဖြစ်ပါတယ်နိုင်ရှင်မြင့်မို့ဆိုတာတစ်ချိန်လုံးကတော့မြန်မာနိုင်ငံရဲ့ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာဇက်ပိုးဆက်ရန်တရုတ်ဆောင်တစ်ယောက်ဖြစ်ပြီးမင်းသမီးတွေရဲ့တငယ်ချင်းနေရာအိမ်ပေါ်အိမ်အကူနေရာစတဲ့ကြာရစရုပ်နေရာမှာအကောင်းဆုံးစူးစမ်းတရုတ်ဆောင်ခဲ့ရတာပါတခါတလေဒီလိုဇက်ပိုးဆက်ရန်အဖြစ်တရုတ်ဆောင်ရင်နမေကြီးမင်းသမီးတစ်ယောက်ရဲ့သပင်ဆွဲအနိုင်ကျင့်တာလဲခံခဲ့ရသေးတာပါအိမ်နာမှာတော့နိုင်ရှင်မြင့်မို့ဟာဘဝတူဇက်ပိုးတရုတ်ဆောင်ကိုဘီနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်နိုင်ရှင်မြင့်မို့ဟာစောပိုင်းနုပညာအလုပ်တွေလုပ်ကိုင်နေခဲ့စဉ်အတွင်းမှာတော့တခြားသောဘဝတူဇက်ပိုးဆက်ရန်တွေလိုပဲဘဝကိုပင်ပန်းဆင်းရဲချို့တဲ့စွာအိမ်ငါဘဝနဲ့ဖြတ်တန်းခဲ့ရတာပါဒါပေမဲ့ online ကနေ live ဈေးရောင်းချတဲ့ online shopping လုပ်ငန်းတွေခေတ်စားလာတဲ့အချိန်မှာတော့နိုင်ရှင်မြင့်မို့ဟာ live လွှင့်ပြီးတော့ဈေးရောင်းရတဲ့အလုပ်ကိုလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုဈေးရောင်းတဲ့အခါမှာတော့နိုင်ရှင်မြင့်မို့ရဲ့အတိတ်ဘဝကုသိုလ်ကံကောင်းခဲ့တယ်လို့ဆိုရပါမယ်သူမရောင်းချတဲ့ပစ္စည်းတွေဟာခဏလေးအတွင်းမှာကိုရောင်းထွက်သွားတာဖြစ်ပါတယ်ဒီလိုနဲ့ပဲတစ်ချိန်လုံးကအနှိမ်ခံဇက်ပိုးဆက်ရန်တရုတ်ဆောင်နိုင်ရှင်မြင့်မို့ဟာအခုဆိုရင်မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံး online ဈေးရောင်းသူ live ဈေးဘီရင်မှဖြစ်လာတာပါနိုင်ရှင်မြင့်မို့ဟာယတနာပစ္စည်းတွေအဝတ်အထည်တွေကိုအဓိကထားရောင်းချပေးနေတာဖြစ်ပါတယ်ဒီလိုအောင်မြင်လာတာနဲ့အတူနိုင်ရှင်မြင့်မို့ရဲ့ဝင်ငွေဟာမြန်မာနိုင်ငံကထိပ်တန်းမင်းသမီးတစ်လက်ရဲ့ဝင်ငွေထက်တောင်များပြားနေတာပါအခုဆိုရင်နိုင်ရှင်မြင့်မို့ရဲ့အိမ်မှာပတ်စံတွေကိုမိခင်တက်တာနဲ့မဆန့်လို့ဂုံနီအိမ်နဲ့တောင်ထုတ်ထားရတယ်လို့ဆိုပါတယ်ကြောင်ညာဘီရင်မနိုင်ရှင်မြင့်မို့ဟာအခုလိုမျိုးကြီးကြီးတက်ချမ်းသာနေတာကြောင့်လေပြီးခဲ့တဲ့လပိုင်းမှာစုနှစ်သမီးလေးအလားလှပစေဖို့ထိုင်းနိုင်ငံမှာမျက်နှာတစ်ခုလုံးကိုခွဲစိတ်ပြုပြင်ခဲ့တာဖြစ်ပါတယ်